အပိုင်းနှစ်ကိုရောက်လာတဲ့အခါမှာတော့အားလုံးတီးကြတဲ့အတိုင်းမှာပဲစေးမိထားတဲ့ဇလိုက်ကျော်ကြီးရှီယွန်းတယောက်ကတော့စိတ်လွတ်ပြီးစူဟိုကိုပါချနေပါပြီစူဟိုကတော့ကိုကဲပညာကျွမ်းကျင်သူမို့ရှီယွန်းရဲ့တိုက်ခိုက်မှုတွေကိုအသာလေးရှောင်တိန်လိုက်ပါတယ်ရှောင်တိန်နေရင်တော်တော့လို့ပြောနေပေမဲ့စေးမိထားတဲ့ရှီယွန်းကတော့အသီးစိတ်ကက်မနေပါဘူးဒါကြောင့်စူဟိုလည်းတစ်ချက်လောက်ထိုးလိုက်ပြီးအသီးစိတ်ကအောင်လုံးလိုက်ပါတယ်ရှီယွန်းလည်းဒေါသထွက်သွားပြီးခုံနဲ့ရိုက်ဖို့ရွယ်လိုက်တဲ့အချိန်မှာတော့ဆီယာမကရောက်ရှိလို့လာပါပြီဆီယာမရောက်လာတာမို့အားလုံးလည်းတိတ်ဆိတ်သွားပါတယ်စူဟိုကဘာမှမဖြစ်သလိုဟန်ဆောင်ရင်ဆီယာမကိုတောင်းပန်ဖို့တောင်ရှီယွန်းကိုပြောလိုက်ပါသေးတယ်ဒါပေမဲ့ဒါကတောင်းပန်ရုံနဲ့ပြီးသွားမယ့်ကိစ္စတော့မဟုတ်ပါဘူး21ရာစုရဲ့မိဘတွေပြီးသားသမီးတွေရဲ့ရှေးကိုထိတ်တဲရန်တင်တာမို့ရံမွဲဟာမိဘတွေစီကိုကူးဆက်လို့သွားပါပြီနှကောင်းရိုးကျိုးသွားတဲ့စိတ်မြက်ခုံးအမေကသူ့သားကိုအဲ့လိုလုပ်ရပါမလားဆိုပြီးတော့အမောင်ရှီယွန်းကိုပြဿနာရှာနေပါပြီအမေမရှိတဲ့မောင်ရှီယွန်းလည်းတယောက်တည်းဆေးရုံလာတာမို့အပြတ်အသက်နှိတ်ကိုခံနေရပါတယ်အဲ့ဒီချိန်မှာရှီယွန်းကစိတ်မြက်ခုံးဆေးသုံးထားပြီးသူ့ကိုလုပ်တဲ့ကိစ္စကိုပြောပြလိုက်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ဆေးကလည်းစိတ်မြက်ခုံးရဲ့ကြောပွေထဲမှာပဲရှိနေသေးတာမို့စိတ်မြက်ခုံးဘလို့မှညင်းလို့မရတော့ပဲဝန်ခံလိုက်ရပါတော့တယ်ဒီတော့မှရှီယွန်းကကျွန်းလွန်သူမဟုတ်တော့ပဲနစ်နာသူဖြစ်သွားကစောတာကအပြတ်အသက်ကောနေတဲ့စိတ်မြက်ခုံးရဲ့အာမွန်ကြီးလည်းဘာမှမပြောနိုင်တော့ပါဘူးဒါကြောင့်ပဲအတန်းမိုက်ဆီယာမကကြောင်းပြောင်းခိုင်းလိုက်တာကိုဘလို့မှမတက်တာပဲလက်ခံလိုက်ရပါတော့တယ်ရှီယွန်းကိုလည်းဘာမှမလုပ်ပဲဒီတိုင်းပဲလွတ်ထားလိုက်ရတာပေါ့ဒါကိုကြည့်ပြီးမကျေနပ်တဲ့သူကတော့စိတ်မြက်ခုံးပါပဲဒီတော့ဆောက်ပြဿနာတွေတက်နေရတော့စာလုံးမပြတ်တဲ့ရှီယွန်းကသူ့အတွက်တော့လုံးဝကိုအသားထဲကညှောင်းတစ်ချောင်းဖြစ်လို့နေပါတယ်ဒီလိုနဲ့ပဲပြဿနာကစိတ်မြက်ခုံးကြောင်းပြောင်းလိုက်တာနဲ့အဆုံးသတ်သွားပြီးရှီယွန်းလည်းအိမ်ပြန်လာခဲ့ပါတယ်အိမ်ကိုရောက်တော့ဖေးကသားဖြစ်သူရဲ့ဒဏ်ရာတွေကိုတွေ့ပြီးစိုးရိမ်လို့မေးတာပေါ့ဒါပေမဲ့ရှီယွန်းကတော့စိတ်ပူနေမှာဆိုလို့လှီလွဲပြီးတော့ပဲပြောလိုက်ပါတယ်အဖေကတော့ရံမဲဖြစ်မဖြစ်သားဖြစ်သူကိုအပြစ်မတင်မဲ့ယောက်ျားလေးဆိုတာအားလုံးဒီလိုပါပဲလို့ပြောလိုက်ပါတယ်ဒါကိုကြည့်ပြီးတင်တို့အဖေရှိမှရံဖြစ်ပြီးရတာနဲ့သွားပြီးတော့ရှောက်မနေကြပါနဲ့တင့်ဖေကတော့အကြောင်းသွားတာစာမတင်မဲ့ရံဖြစ်လာလို့ဆိုပြီးတော့ထက်စော်မှာပါနောက်နေ့မနေ့ကျောင်းကိုရောက်တော့လူတွေအားလုံးကရှီယွန်းကိုစိတ်ဝင်စားလို့နေပါတယ်ဘာတွေဆက်ဖြစ်မှလဲအားလုံးကသိချင်နေတာမို့တခါလုံးရဲ့အကြည့်တွေကရှီယွန်းစီကိုသာတဝဲလဲဖြစ်နေပါတယ်အဲ့ဒီချိန်မှာမနေ့ကတိုက်ခိုက်တုန်းကအလင်းငိုက်တိုက်ခိုက်ခံခဲ့ရတဲ့စိတ်မြက်ခုံးတပည့်ဗလာကြီးတို့ကလာပြီးစိန်ခေါ်ပါတော့တယ်မနေ့တုန်းကအငိုင်းမိသွားလို့ခံရတာဖြစ်ပြီးဒီနေ့တော့ခံရမှာမဟုတ်ဘူးလို့ပြောလိုက်ကကျောင်းစင်းချိန်ချိန်တုံးဖို့ခေါ်လိုက်ပါတယ်ဒါပေမဲ့ရှီယွန်းကတော့အခုပဲလာခဲ့လို့ပြောပြီးသူတို့ကိုယောက်ျားလေးအိမ်သားတယ်ခေါ်သွားပါတော့တယ်ဒီတော့ကျန်တဲ့ကျောင်းသားတွေကလည်းတင်းတို့ကျွန်တော်တို့လိုပါပဲဆက်ဆူရမယ့်နေရာမှာထိတ်ဆုံးကပဲမို့ရန်ဖြစ်တော့မဲ့နာအကုံလိုက်အပြုံလိုက်သွားပြီးတော့ကြည့်ကြပါတော့တယ်အိမ်သားတွေရောက်တော့ရှီယွန်းကတကားကိုပိတ်ချလိုက်ပြီးစတဲ့အကွက်ချဖို့ပြင်ဆင်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူ့သုံးလိုက်တာကတော့ပါပလိုရဲ့ကဏ္ဍဝင်အခြေအနေပေးတင်ယူမှု theory ပါပဲအဲ့ဒီ theory ကခွေးတွေရဲ့အစာခြေစနစ်ကိုလေ့လာရင်တွေ့ရှိခဲ့တာပါဒီတွေ့ရှိချက်ကပါပလိုရဲ့သတ္တဝါတွေကပတ်ဝန်းကျင်ကမတူညီတဲ့အရာနှစ်ခုကိုဆက်ဆက်ပြီးတင်ယူနိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်ဥပမာခေါင်းလောင်းတန်နဲ့အစာကိုအချိန်ချင်းတွဲဖက်ပေးလိုက်ရင်ခွေးတွေကခေါင်းလောင်းတန်ကိုကြားယုံနဲ့တရေကြလာအောင်မျိုးပေါ့ဒါကိုအသုံးချပြီးဘောဝင်နှိမ့်တန်ကြားတိုင်းသူတို့ကိုလှုပ်ခဲ့တာကိုပြန်ကြားနေအောင်သူသုံးလိုက်ပါတယ်ရှီယွန်းထွက်လာတော့အားလုံးကအံ့ဩနေပါတယ်ဘာဒဏ်ရာမှလည်းမရှိဘဲနဲ့ဘလို့လို့ရံပွဲကပြီးသွားတာပါလိမ့်ပေါ့ဒါဆိုရင်ပြဿနာတွေကပြီးသွားပြီလားမထင်ပါနဲ့စပြည့်တဲ့ဇလန်းဟာအဆုံးသတ်ဖို့ခက်တာမို့အခုလဲစိတ်မြက်ခုံးကသူ့အကိုကိုပတ်စံပေးပြီးရှီယွန်းကိုဒုက္ခပေးခိုင်းနေပါတယ်သူ့အကိုဆိုတဲ့သူ့အကိုဝင်းခွဲကတော့ចောင်းသားမဟုတ်ပဲចောင်းပြင်ကလူမိုက်တယောက်ပါចောင်းတွင်းဇလန်းတွေကနေလူမိုက်တွေအထိပါလာပါပြီအဲ့ဒီအချိန်မှာရှီယွန်းနဲ့စူဟိုတို့ကြားမှာလဲတန်ငယ်ချင်းတန်ရောစင်ကတဖြည်းဖြည်းတိုးလို့လာခဲ့ပါပြီစူဟိုနဲ့ရှီယွန်းကတော့အခြေအနေချင်းကွာခြားလွန်းလာပါတယ်ငွေကြေးအခြေအနေဆိုတာထက်စူဟိုကစာချက်တင်တန်းတက်ဆိုတာကြီးလုံနေရတာမျိုးမဟုတ်ပဲညာဘက်မှာအလုံးလုံးနေရသေးတာမို့စာလဲပုံမှန်လောက်ပါပဲအများကြီးတော်တဲ့လူမဟုတ်ပါဘူးအိမ်ကိုတော့မပြန်မဲနဲ့ညမိုးလင်းပေါက်လှုပ်ပြီးမနဲ့စောကြီးเจ้าကိုလာရေမိုးချိုးပြီးเจ้าမာရင်အိတ်တဲ့သူမျိုးပါရှီယွန်းလဲเจ้าကိုစောလာတော့စူကိုတွေ့လိုက်ပါတယ်ဒါပေမဲ့ထွေထူးပြောမနေတော့ပဲစာပဲဆက်လုံနေတာပေါ့နင်းလေကြတော့စူနဲ့ရှီယွန်းထမင်းတူစားတဲ့အထိသွားခင်မင်သွားခဲ့ပါပြီတယောက်เจ้าတယောက်ပြောရင်ခင်မင်မှုတွေတိုးတက်နေပေမဲ့ရှီယွန်းကတော့ထုံးစံတိုင်းရဲပြုံးသိမ့်မရှိတာပါဘူးเจ้าသားတွေကဒါကိုထူးဆန်းတဲ့မြင်ကွင်းဖြစ်လို့နေပါတယ်အဲ့လိုပဲသူတို့နဲ့တငယ်ချင်းဖြစ်ရှင်တဲ့တစုံတယောက်ကလည်းသူတို့ကိုငေးကြည့်လို့နေပါတယ်အဲ့ဒီအချိန်မှာเจ้าသားတယောက်ကဂိမ်းပေါင်း900ကိုဆွဲလန်းပြီးငွေတွေချီကြီးရှုံးနေပါတယ်ငွေကိုငွေနဲ့ဆယ်ဖို့လူမိုက်တွေစီသွားကပတ်စံချီပါတော့တယ်ဒီအလုပ်ကိုလုပ်တဲ့သူကတော့စိတ်မြက်ခုံးအကိုတို့လူစုပါဒီအလုပ်ပြီးတာနဲ့ရှီယွန်းကိုပညာပေးဖို့ထွက်လာခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာဘာမှမသိတဲ့ရှီယွန်းကတော့ကြောင်းဆင်းလာခဲ့ပါပြီရှီယွန်းကိုခင်ရင်နေတဲ့သူတယောက်ရှိပါတယ်သူကတော့ဘုံစော်ပါဘုံစော်ကစိတ်မြက်ခုံးခိုင်းလို့ရှီယွန်းကိုစေးသုံးခဲ့တဲ့သူတယောက်ပါသူကတော့အခုရှီယွန်းနဲ့အပေါင်းအသင်းလှုပ်ချင်နေပါတယ်ဒါပေမဲ့ရှီယွန်းကတော့ခက်တီပါပဲဘာမှထွေထူးမပြောပါဘူးအဲ့ဒီအချိန်မှာစူဟိုကအတန်းထဲမှာဆက်အိမ်နေတယ်လို့ဘုံစော်ကလည်းရှီ
ီယွန်းနားမှာမရှိတော့ပါဘူးလမ်းမှာရှီယွန်းပြန်လာကိုစောင့်နေတဲ့စိတ်မြက်ခုံးတို့အဖွဲ့နဲ့ရှီယွန်းနဲ့ထိတ်တိုက်တိုးပါတယ်ဒီလိုအခြေတင်ဖြစ်နေတာကိုចောင်းသားတွေလည်းမြင်သွားခဲ့ပါတယ်အားလုံးကရှီယွန်းကိုတနာပေမဲ့ဝင်ပါဖို့တော့စိတ်ကူးမရှိပါဘူးအဲ့ဒီချိန်မှာဘုံစောကအပြေးလွှားသွားပြီးစူဝိုးကိုပြေးခေါ်ပါတယ်သူတို့ကဘာလို့စူဝိုးကိုအလောက်ကြီးအားကိုးနေတာလဲဆိုတော့စီဝိုက MMA fighter တယောက်ဖြစ်လို့ပါပဲမကြခင်ကိုရီးယားမှာပွဲဥထွက်ဖို့တောင်မှလုံနေတယ်ဆိုပြီးသတင်းတွေထွက်နေတာမို့စူဝိုရဲ့တိုင်းပညာကတော့မခေလာပါဘူးစူဝိုတော့ဝင်ပါပြီးချနေကြပေမဲ့သူတို့ရောက်သွားတဲ့အချိန်မှာရှီယွန်းကိုဝိုင်းပြီးအနိုင်ကျင့်နေကြပါပြီ။စူဝိုတို့ဝင်ပါပြီးချပေမဲ့အများနဲ့တယောက်ဆိုတော့တိတ်တော့မဟန်လာပါဘူး။တယောက်တစ်ချက်လုံရင်းချနေကြပေမဲ့ရှီယွန်းကတော့လှိမ့်ပိန်ပြီးခံနေရပါတယ်။အဲ့ဒီချိန်မှာစိန်ညက်ခုံးကဖမ်မလင်းနဲ့လက်ကိုရိုက်ချိုးမဲ့အလုပ်ဘုံစောကဝင်တွန်းလိုက်ပါတယ်။ဒီလိုနဲ့ရံမွဲကတခန်းရက်သွားပြီးဘယ်သူမှမနိုင်ပဲပြီးဆုံးသွားပါတော့တယ်။ရံမွဲရဲ့အချိုးရလက်ကတော့သူတို့တွေတငယ်ချင်းဖြစ်သွားတာပါပဲ။စူဝိုအလုံးလုံးတဲ့ကြက်ကြော်ဆိုင်ထိလိုက်သွားပြီးကြက်ကြော်တွေစားကအလုပ်တွေလည်းကူလုပ်ပေးပြီးတငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့အိမ်ပြန်ရောက်တော့ဘုံစောကလည်းစူဝိုရဲ့SNS ကိုဝင်ကြည့်နေပါတယ်။စူဝိုရဲ့ပုံစံကိုလည်းသဘောကျနေပြီးစူဝိုနဲ့လည်းခင်မင်ချင်းနေပါတယ်။သူ့ကိုကြည့်ရတာအပေါင်းအသင်းမရှိပဲတယောက်တည်းအထီးကျန်နေတဲ့ပုံစံပါပဲ။ဒါပေမဲ့တစ်ဖက်မှာလည်းစူဝိုကသူ့ကိုတမင်လိလူရှူတာမဟုတ်ပေမဲ့အလုပ်တွေများတဲ့သူဆိုတော့အာယုံသိမ့်မရလာပါဘူး။စူဝိုကအလုံးများသလိုဘုံစောကလည်းအတွေးတွေများနေပါတယ်။ရှီယွန်းကလည်းစာတွေများနေတာမို့သူတို့တငယ်ချင်း၃ယောက်ကတော့တယောက်တစ်မျိုးနဲ့ဗျာများနေကြတာပါပဲ။ဒီတိုင်းပဲဆက်သွားကြမှာလားခင်မင်ပြီးပျော်ရွှင်စရာပဲဖြစ်နေကြတော့မှာလားဆိုတာကိုတော့နောက်တစ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။